ပြန်မယ်ဆိုတဲ့စကားကိုကြားတဲ့ကိုကြီးရေမှာခံစားပြေမာဓမြတိုက်တုံးကလည်းမက်မြဝင်းတို့မိန်းမသားတွေပဲဆိုပြီးအကိုကြီးလမ်းစိတ်30တဲ့ယူခဲ့တာပါအများကြီးပဲနော်မရမရိုက်နဲ့မရရစရာအဲ့ဒါမှအကိုကြီးမကြိုက်ရင်မပြောတော့ပါဘူးကိုကြီးရေအဲ့ဒါမှမင်းကဝမ်းသာလိုက်တာမြရဲ့ဆိုပြီးဇွတ်တနာစိတ်တွေလုံးကြွဇွတ်ဘာမှမလုပ်ရဘူးတန်းဇွတ်တာပဲရိုက်မယ်5 4 3 2 1 go အကိုကြီးရဲ့ညောင်ချင်းမြို့ ဘာပြောရလဲလို့မင်းကဘယ်လိုထူခိုင်းလဲ မသူပြောလို့ပြန်လို့5 4 3 1 go အကိုကြီးရဲ့ညောင်ချင်းမြို့ပြန်ပို့ပြီးပါလားယင်မင်းကဘယ်သူကရီတိုင်းလဲမင်းကဘယ်သူရီတိုင်းလဲမရီနဲ့ကောလိပ်ကျင်းဝင်ရကြီးတယ်ကောလိပ်ကျင်းဝင်မဟုတ်မင်းကကောလိပ်ခင်လားမင်းကမူလာတန်းခင်လား5 4 3 1 go အကိုကြီးရဲ့ညောင်ချင်းမြို့ပြန်ပို့ပြီးပါလားယင်အတိပြတ်မဲ့ဆိုတဲ့စကားကိုခဏခဏမပြောပါနဲ့မမြဝင်းအတိပြတ်မဲ့ဆိုတဲ့စကားကိုခဏခဏမပြောပါနဲ့မမြဝင်းအတိပြတ်မဲ့ဆိုတဲ့စကားကိုဒီလားနေလမ်းနေတယ်မင်းကကျွန်တော်နောက်လုံးမေ့နေလို့ဩပြီတလုံးနဲ့ဩပြီမြို့မယ်မေ့နေတယ်တလုံးနဲ့ဟုတ်တယ်ပြန်လို့တလုံးနဲ့ပါမမြဝင်းမလိန်နဲ့3လုံးရှိတဲ့ခေါ်တယ်ပြန်လို့5 4 3 2 1 go တကယ်တော့3လုံးပါမင်းဒီပြန်မယ်ဆိုတဲ့အတိပြတ်မဲ့ဆိုတဲ့စကားကိုခဏခဏမပြောပါနဲ့မမြဝင်းအပြင်မှာမမြဝင်းတို့ဓမြတိုက်တော့လဲမင်းမသားတွေကြီးပဲဆိုပြီးအကိုကြီးမရင်းမဲ့ချင်းခဲ့တာလမ်းစိတ်30ယူတာ30ကဘာလို့မရင်းချင်တာဖြီးပဲဟာသွားလိုက်တာမတန်းငါပြီးဖို့တော့အဲ့နာမထိုင်မင်းသမီးရအားနာတာနော်ပြန်လုပ်လိုက်ပါဖိုင်မကြည့်ဒိုင်အောင်ကြည့်ဟုတ်ဘာကောင်မှမသိတောင်းလို့မြောက်လို့အကိုကြီးရဲ့ညောင်ချင်းမြို့ပြန်ပို့ပြီးပါလားယင်ဒီပြန်မယ်ဆိုတဲ့စကားကိုမပြောပါနဲ့မမြဝင်းပြင်မာတနေ့တိုက်တော့လည်းမမြဝင်းတို့မိန်းမသားတွေပဲဆိုပြီးအကိုကြီးလမ်းစိတ်30တဲ့ယူခဲ့တာပါကိုကြီးမကြိုင်တော့မပြောတော့ပါဘူးဝမ်းသာလိုက်တာမြရဲ့မမီလားမမီတယ်အေးချာမမီလားမမီတယ်မမီနောက်တစ်ခါပြောင်းရိုက်နောက်တစ်ခါကျွန်တော်ဆွဲလိုက်မယ်လေမဆွဲနဲ့နောက်တစ်ခါပို့ကောင်းတယ်မင်းသမီးကဟိုဘက်လက်နေမယ်မင်းသားပခုံးပေါ်လက်တင်မယ်အတောင်နားတော့နော်ဒါဘာလို့လဲအကိုကြီးပါမြရဲ့အကိုကြီးဘယ်လျှောက်သွားနေတာလဲအကိုကြီးမြစားဖို့တောက်ဖို့အတွက်တောထဲမှာတစ်သီးတွေသွားရှာနေတာပါမြရဲ့ဝမ်းသာလိုက်တာအကိုကြီးရဲ့ပြောတာ ਨੇ ဇွတ်ဒီကကျွန်တော်ဇွတ်မယ်နော်ဇွတ်ပြီလာပြီနော်ဟုတ်ကဲ့အတန်နော်လာပြီ5 4 3 2 1 go အဲ့ဒါဘာဖြစ်တာလဲဒါအတွေ့အကြုံမရှိလို့မင်းရက်ခွက်ကညီးတော်ချီနေရပြီအတွေ့အကြုံမရှိဘူးညီးတော်ချီနေရပြီအတွေ့အကြုံမရှိဘူးဒီအမှုပေါ်မင်းက6လုံးမျိုးခံရမှာညလုံး5 4 3 2 1 go ဖို့ပါဆိုမဖို့တယ်ဒါအခုတလောအဲ့ဒါလေးတွေကရင်းတွေ့အချိန်ပြည့်တွေ့တာပါမင်း5 4 3 2 1 go ပြန်လို့ဒါဘာတူလဲယင်ဖေပါသမီးအကိုကြီးပါမြရဲ့ငါသမီးလေးကိုတတိယတတိမရနဲ့ကြလို့ဒါဘာတူလဲအကိုကြီးပါတဲ့သူ့တန်နဲ့တူအောင်လုပ်လိုက်တယ်မကြီးနဲ့နင်တို့ကြီးတော့ဘရလူတွေကအားပြတ်တယ်အဲ့ဒီအထင်သေးလို့ရည်တယ်လို့ပါကြလို့ဒါဘာတူလဲအကိုကြီးပါမြရဲ့အကိုကြီးပဲလျှောက်သွားညာလေကိုကြီးလေတော်ထဲမှာညစောဖို့တုတ်ဖို့ဒါရှိစားဖို့တောက်ဖို့ရှာလိုက်ပါလို့အဲ့ဒီပြဲမပြီးဘူးကျွန်တော်ကမင်းပြောသလိုတီရှူးတွေပဲအလိမ့်လိုက်ဝယ်ပေးတာမလို့သွားဝင်ပါဆိုဒိုက်တာမပြရင်ငါပြီးဖုတ်တောင်နေကြအဲ့ပါနေအာနာတာမင်းသမီးရဲ့နော် sorry ပါဒါပြီ5 4 3 2 1 go ဒါဘာတူလဲအကိုကြီးပါမြရဲ့အကိုကြီးပဲလျှောက်သွားညာလေကိုကြီးတော်ထဲမှာမြစားဖို့တောက်ဖို့အတွက်တတိတွေသွားရှာမလို့ပါအိုးဝမ်းသာလိုက်တာအကိုကြီးဇွတ်နာဘူးမနောက်နဲ့မမီလားမမီတယ်ဒေချာမမီလားကောင်းမမီတယ်မမီနောက်တစ်ခါပြောင်းရိုက်မယ်များသွားပြီမလို့တော့နောက်တစ်ခါအမှုအရာမပြနဲ့တော့ငါလုံးမယ်စကလုံးမဲ့တင်ပြီးတော့အမှုရပြတယ်မင်းကြီးပဲဇွတ်ငါကိုတခါမဇွတ်ရတယ်မူရသူပြောတဲ့တခါအားလုံးကြားရနော်သူပါသူလုံးမယ်တဲ့ကျွန်တော်ဝင်မပြနဲ့လေရတယ်နောက်ဆုံးခန်းရိုက်မယ်နောက်ဆုံးခန်းမှာဘိုးအောင်လေးအရက်မူးလာမယ်အရက်ကိုကြိုက်လို့တောက်တယ်လို့စိတ်ပြောတယ်လို့တောက်တယ်လို့တောက်ပလိုက်မယ်အရက်များဟာဒီအကူကြီးဘယ်တော့ဒီရက်တွေကိုတောက်ဘူးလို့တော့ဟိုတော့ကမတောက်နဲ့မင်းကိုစိတ်နာလို့တောက်တယ်အကူကြီးမြောင်ဘယ်တော့ကန့်ပြောဘူးလို့တော့ဟိုတော့ကမပြောနဲ့မင်းကိုစိတ်နာလို့ပြောတယ်အဲ့ချိန်မှာမင်းသမီးကပြောင်းတယ်ဆိုပြီးတော့ဘာကို18ချက်စိတ်ရိုက်မယ်ဟာဒ
ဒီခန်းလေးတော့ဆရာပဲသိရဆောင်ကြလဲ ငါလည်းပဲဒီလောက်ညံ့မယ်မထင်ပါဘူးကွာကိုပါကိုကြည့်ချက်လုပ်လိုက်ပါ မမေလက်ကောပါ ညီမလေးပါရိုက်တဲ့ခါအတကုံရိုက်နော် ဟင် ပါကွဲရုံနဲ့မဟုတ်ဘူးအတကုံလွှဲတဲ့ခေါင်းကြီးပြက်တော့ပါသွားမစီသူ့အိတ်ထဲမှာခေါင်းအပို3လုံးပါသူတို့ကခေါင်းမျိုးတွေ သူတူမလေးကိုစခိုင်းတာ ရပြီနော်ညီမလေးရိုက်ညာလဲနဲ့ရိုက်တော့ဘယ်ဘက်လက်နဲ့မရိုက်နဲ့နင်တို့ဘယ်လက်ကငါပြီးဟိုနိုင်စားဟိုနိုင် ဟုတ် နော် ပါရဲ့ငပိလောက်လည်းမနောင်စားလောက်လည်းမငံပါဘူး ချာမယ်နော်အတကုံနော်5 4 3 2 1 go အကိုကြီးပဲလျှောက်သွားနေရလေ ဘာမှတော့မစိုးသေးဘူးနေရာလေ တော့ထိတ်ကပိတ်ထားတယ် တိုက်ချက်ပတ်တော့ဘေးဘောက်ကတော့ပန်းထုတ်ပလိုက်တော့5 4 3 2 1 go အယောမကြိုက်လို့မတော့တော့ဘူး တောက်တယ် တော့ရင်လုံးလိုက်မယ် လုံးပါစေလုံးပါစေ အဲ့ဒါတဲ့စိတ်ပြောတယ်လို့မတတ်တော့ဘူးလုံးလိုက်မယ် လုံးပါစေ သူ့အကြောင်းကသိတယ် လုံးပါစေ မိုးပြေတော့ဒီလိုလုံးလို့မရဘူးမိုးပြေတော့လုံးလို့မရဘူး အဲ့ဒါမင်းတို့ကဒီမှာရိုက်နေတာတော့အနောက်ပေါက်မှာမဟုတ်ဘူးတေချာလို့ ယောကြိုက်လို့တောက်တယ်လူစိတ်ပြောတယ်လို့တောက်တယ်လူတောက်ပရိုက်မယ်အယမြားမြားဦးငငယ်ဦးငငယ် ကိုကြီးရက်တွေတောက်လာပြန်ပြီလား ဝဒါဝဒါဝဒီဝဒီဝဒါဘလိုဒီကလာဝဒါဝဒါ ပြောင်ပြော ပြအောင်ပြောရင်ရိုက်လိုက်မယ် ဟဲ့အောင်ပြောင်ပြော အေးဘယ်တော့ရက်တွေတောက်ဘူးလို့လဲ ဟိုတော့မတောက်ပြီနဲ့အခုလည်းမတောက်ဘူး ဟုတ်တယ် လုံးလိုက်မယ် မင်းသမီး तू ကလေအရက်မှုနေတော့ तू ပြောချင်တာပြောမှာမင်းကိုကရိုက်ဆရာရှိတဲ့ဆက်ချစ်တိုက်ပဲရိုက် ဟာမဟုတ်ဘူးလေ ကိုကြီးထိမ့်မေးတာ မဟုတ်ဘူးလေဟဲ့မကြတဲ့ဝဒါဝဒါဝဒီရှိုက်ပါမရဲ့ရိုက်လိုက်စမ်းပါမြတ်ရဲ့မြတ်မကျင်တဲ့ဘေးဦးဆိုရင်အကိုကြီးမြတ်တော့ဟောဒီမှာတစ်ဖက်ချင်နေတယ်ရိုက်လိုက်စမ်းပါမြတ်ရဲ့ရိုက်လုံးကလုံးကလုံး မင်းပထွေးရထိတာကွာ အော်မသိချစ်တော်တာရှင်ပေါင်းတို့ခင်ဗျာကျွန်တော်ဂီတဆာဆိုခင်မဝင်းရေးသားစီစဉ်တင်ဆက်လိုက်တဲ့လက်ပြင်းကြငုတ်တူဆိုတဲ့ဇာတ် ပြင်းမငုတ်တို့ပြင်းမငုတ်တို့ ဟေး ဘောပြ